အားလုံးပဲမင်္ဂလာပါဒီကနေ့မှာကျွန်တော်တို့ဝิญဉ္ဇဉ်ခွန်အားယူဖို့အတွက်ကျွန်တော်တို့ယေရမိကျအခန်းကြီး1အငယ်10နဲ့အတူ106ခုမြောက်သောဆာလံအပိုင်ငယ်73ကနေ14ကိုအခြေခံပြီးတော့မှခွန်အားပေးခြင်းနဲ့ခေါင်းစဉ်အနေနဲ့ကတော့ခါသောအမြစ်ကိုနှုတ်၍ကောင်းကြီးအစ်ကိုရယူပါဆိုတဲ့ခေါင်းစဉ်လေးနဲ့အတူပြန်လည်ပြီးခွန်အားယူမှာဖြစ်တယ်။တော့ကျွန်တော်တို့အပင်တစ်ပင်ကိုအကိုင်းမဲခြိုင်မယ်ဆိုလို့ရှိရင်ပိုပြီးကြီးလာမှာဖြစ်တယ်။အရန်ရှုပ်တယ်ထင်နေဆိုရင်တော့အမြစ်ကနေပြီးဆွဲနှုတ်အောင်မှာဖြစ်တယ်။ခါတဲ့အမြစ်ဆိုမလွယ်ဘူးနော်။ကျွန်တော်တို့အခုနအခြေပြုချမ်းမှာပါတဲ့ချမ်းစာလေးအဖြစ်ပြန်လည်ပြီးတော့မှနိုင်ငံဖတ်ပြခြင်းနဲ့ကြည့်ရှုလို့တင်သည်နှုတ်ပဲဖြူချဖြက်စီးမောက်လဲရတော့အခွင့်လို့ကျွန်တော်တွေ့ရတယ်။ဆိုတဲ့အခါမှာကျွန်တော်တို့အသက်တာမှာချမ်းစာကဖြူချဖြက်စီးခိုင်းတယ်ဘာတွေကိုလဲဆိုတော့ကျွန်တော်တို့ပြန်ပြီးတော့ကြည့်တဲ့အခါမှာအပေါ်ယံခိုင်မာနေတဲ့အဆောက်အဦတွေဖြစ်တယ်အဲ့ဒါကဘာတွေလဲဆိုတော့သဘောတရားတွေပဲဖြစ်ပါတယ်တနည်းအားဖြင့်နားလည်မှုကျွန်တော်တို့ကတယောက်နဲ့တယောက်မုန်းတယ်ကြည့်မရဘူးအမြင်ကတ်တယ်ဆိုရင်တော့မှပဲလူမှုရေးအရအပြင်ပန်းနဲ့နားလည်မှုနဲ့ပေါင်းလို့ရတယ်ဒါပေမဲ့အတွင်းမှာတော့ဘာတွေဖြစ်နေလဲဆိုတာကိုယ်ပဲသိပါတယ်ရုပ်တရက်အပြင်ကလူတယောက်ကျွန်တော်တို့ဝင်လာပြီးကျွန်တော်တို့ကိုအကဲခတ်မယ်ဆိုရင်တော့အကုန်လုံးအဆက်ကွဲကုန်မှာဖြစ်တယ်ဒါကြောင့်သဘောတရားဆိုတဲ့အပြင်ပန်းအဆောက်အဦတွေကိုကျွန်တော်တို့ဖြိုချရမှာဖြစ်တယ်တရားဟောတဲ့အခါတရားတော်နာတယ်ဒါပေမဲ့မကျင့်သုံးတဲ့လူကိုအဲ့ဒါသဘောတရားသမားလို့ခေါ်ပါတယ်အဲ့ဒီသဘောတရားသမားတွေဒီဘုရားသခင်ရဲ့အမှုတော်ကိုမေ့လျော့တဲ့သူတွေဖြစ်တယ်လို့စာလံ106အငယ်73ကနေ15မှာဖော်ပြထားတယ်အပေါ်ယံနဲ့ပဲတွားနေတဲ့အခါမှာဘုရားရဲ့အလိုတော်ကကျွန်တော်ဘာလဲဆိုတာကိုအတွင်းထိကျွန်တော်မသိနိုင်ဘူးပေါ့နော်ဒါကြောင့်ဒီရလေးကအမြဲတမ်းအရေးကြီးတယ်ဆိုတော့ဒီမှာဘာပြောလဲဆိုတော့သူတို့ဆုတောင်းတဲ့အခါမှာဘုရားကဘာဖြစ်လဲပေးတယ်ဒီလူတွေဆုတောင်းတဲ့အခါမှာဒါပေမဲ့လည်းဘာဖြစ်လဲသူတို့၌ပိန်ကြုံခြင်းကိုသွင်းတော်မူ၏ဒါဘာနဲ့တူလဲဆိုတော့လူတယောက်ဘိုက်တော့ပူတယ်ဒါပေမဲ့လည်းဘာလဲနံရိုးကကားထွက်နေတယ်အတိတ်ဘယ်ကလူတော့ကြီးတယ်ဝရတယ်ထင်ရပေမဲ့လည်းဘာပဲလဲဘိုက်ပူနံကားဆိုတာကယောဂဖြစ်နေတဲ့အရာကိုကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်ဒီဟာအင်မတန်မှအရေးကြီးတယ်။အဲ့ဒါယောဂတယ်လို့ခေါ်တယ်။ဒါဟာအစ္စရေးလူမျိုးတွေကိုပြောထားတာဖြစ်ပါတယ်။ဒါပေမဲ့လည်းနှုတ်ကပတ်တော်ကကျွန်တော်တို့ကိုလည်းပြောနေတာမဟုတ်ဘူးလားဆိုတဲ့အရာကိုပြန်လည်ပြီးတော့မှဆင်ခြင်အောက်မေ့ဖို့ဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့တိဆောက်စိုက်ပျိုးရသောအခွင့်နဲ့သင်တို့လူအမျိုးမျိုးတို့ဤတိုင်းနိုင်ငံပေါ်မှာယနေ့ငါခံထားပြီးဟုမိန့်တော်မူ၏ဆိုတဲ့ဘုရားသခင်ရဲ့တမန်ကျမ်းစာကကျွန်တော်ဘာကိုတွေ့ရလဲဆိုတော့ယနေ့ကျွန်တော်တို့ဘုရားသခင်ကျွန်တော်တို့ကိုအမှုတော်မြတ်မှာခံထားတာဟာတိဆောက်စိုက်ပျိုးဖို့ပဲဖြစ်ပါတယ်ဒါကြောင့်အခုနကျမ်းစာကဘာပြောလဲဆိုတော့ပိန်ကြုံတယ်လို့စကားလုံးလေးကိုတွေ့ရတယ်ပိန်ကြုံတယ်ဆိုတာကောင်းကြီးလားဆိုတော့ကျမ်းမာရေးကောင်းတဲ့အတွက်ချီးမွမ်းပါတယ်ဘုရားလမ်းပြပို့ဆောင်တဲ့အတွက်စီးပွားရေးကောင်းတဲ့အတွက်အတန်းပညာဘလောက်ရောက်ပြီးဆိုတဲ့အတွက်ချီးမွမ်းပါတယ်ကောင်းပါတယ်ဒီချီးမွမ်းတွေကအဓိကချီးမွမ်းခြင်းကအတွင်းကောင်းကြီးကိုကျွန်တော်ချီးမွမ်းမှာဖြစ်တယ်ဆုတောင်းတော့ဘုရားသခင်လည်းပေးပါတယ်ဒါပေမဲ့ကျမ်းစာကဘာပြောလဲဆိုတော့ပိန်ကြုံခြင်းကိုသွင်းတော်မူ၏အားမရှိဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်အသက်တော့ရှူတယ်ဒါပေမဲ့အားတော့မရှိဘူးဆိုတဲ့အရာကိုကျွန်တော်တွေ့ရတယ်အဲ့ဒါရှင်လျက်နဲ့သေတာကိုကျွန်တော်ဖော်ပြတာဖြစ်တယ်အဲ့ဒီလိုဝိညာဉ်ရေးအနေနဲ့အချိန်ကန်အုပ်မြင့်မကောင်းတဲ့အုပ်မြင့်တွေကိုကျွန်တော်တို့ကဖြိုချမှာဒီအချိန်ပဲဖြစ်ပဲအပြင်ဘက်မှာဒီကလေးတယောက်ကနေကောင်းတယ်ကျမ်းပါတယ်ချောမောလှပတယ်ညံကောင်းတယ်စသည်အဖြစ်ကြီးမွမ်းစရာရှိပါတယ်ဒါပေမဲ့လည်းဒီကလေးဒီအတွင်းကိစ္စဖြစ်တဲ့သူအသက်အရွယ်နဲ့အလိုက်ပေါ့နော်ကိုက်ညီတဲ့ကျမ်းစာဘဏ္ဍပိုက်ရွတ်နိုင်ပြီလဲလူကြီးမိရမကိုဘယ်လောက်ယူသေးလဲဆိုတော့ဖျားရှိခိုးတာကိုပုံမှန်လုပ်ရလားလူကြီးမိဘတွေကိုယူသေးရလားစီကံဝရှိရလားပေါင်းသင်းဆက်ဆံမှုပိုင်းအဆင်ပြေရလားဒါတွေကအတွင်းအားတွေဖြစ်တယ်ဒါတွေကိုအဓိကထားတည်ဆောက်မှာဖြစ်တယ်မိဘတွေကလည်းဘာဖြစ်လဲစီးပွားရှာဆိုတော့စီးပွားရှာတော့အချင်းကုန်တော့ပေါ့အဲ့လိုကြီးပဲအချင်းကုန်နေလို့တော့မရဘူးခလေးတယောက်ကိုယုံကြည်ခြင်းပိုင်းဆိုင်ရာမှာလက်ဆင့်ကမ်းရမယ့်အရာတွေအများကြီးရှိပါတယ်ဒါကြောင့်မလို့ဖြိုချမှာကအပေါ်ယံတိဆောက်စိုက်ပျိုးမှုဆိုတဲ့နေရာမှာအတွင်းကအနှစ်သာရကိုဒီနေ့ကျွန်တော်ပြောချင်တာဖြစ်တယ်
သာသနာမပြုတ်နိုင်တာနဲ့ပိန်ကြုံချင်းနဲ့ပဲနှစ်ပါးသွားနေတာဒါကြောင့်ကျွန်တော်တို့ကအသက်တာတွေပြင်ဖို့လိုပါတယ်လောက်ရမယ့်အရာတွေကိုကွက်ကွက်ကွင်းကွင်းဆိုတာဒါကိုကျွန်တော်တို့ပြောတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကပတ်တော်ကြားတဲ့အခါမှာနာတယ်နာမအသက်တာကိုပြင်မှာဖြစ်တယ်ပြင်မကောင်းကြီးအစစ်မှန်ဖြစ်မှာဖြစ်ပါတယ်ဘာသာရေးရသူများလှုပ်လို့လိုက်လှုပ်တယ်ဆိုရင်တော့အပင်တော့စိုက်တယ်ဒါပေမဲ့ရေမလောင်းတဲ့အပင်နဲ့တူတယ်ဒါကြောင့်ကျွန်တော်တို့ကောင်းကြီးမင်္ဂလာပိတ်ဆို့ရတဲ့အကြောင်းရင်းကဘာဖြစ်ဆိုခါတဲ့အမြင့်တွေကိုမနှုတ်ချင်းပဲဒီခံစားနေရတဲ့အရာတွေအတွင်းအနာတွေကိုဆေးမကုမတမချင်းကျွန်တော်တို့နိုင်ငံကျွန်တော်တို့မိသားစုကျွန်တော်တို့ရဲ့အတွင်းလူတိုးတက်လာမှာမဟုတ်ဘူးဒါအရေးကြီးဆုံးပြင်ရမယ့်အရာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဒါကိုအားလုံးအတွက်ကိုစားပြုပြီးဒီကျမ်းကိုပြောခိုင်းတာဖြစ်တယ်ကျွန်တော်တို့သုံးသပ်ခြင်းခံတာဖြစ်တယ်ကျွန်တော်ယုံကြည်သူတွေဒီမိမိအတွေးခေါ်တဲ့သဘောတရားတွေကိုသုံးပြီးလှုပ်ဆောင်တဲ့အတွက်ကောင်းကြီးဖြစ်မှာမဟုတ်ပါဘူးအတွင်းလူကိုတိဆောက်ခြင်းအဖြစ်ပဲကောင်းကြီးမင်္ဂလာအစစ်ရမှာဖြစ်ပါတယ်ဒီနိုင်ငံကြီးဒီလိုမျိုးကျွန်တော်တို့ဒီမိုကရေစီရမယ်ဆိုပြီးပျော်နေကြတာပို့တော်ဆိုးသွားတာကဒါတွေကိုလူလူမသိကြဘူးဒီမိုကရေစီဒါတကယ်တမ်းရသွားမယ်ဆိုလို့ရှိရင်နိုင်ငံတစ်နိုင်ငံလူမျိုးတစ်မျိုးမိသားစုတစ်စုကောင်းကြီးဖြစ်ဖို့ဘာလို့လဲကျွန်တော်ရေစီလအခန်းကြီး22 30ကနေ31မှာကျွန်တော်တို့တွေ့ရတယ်အဲ့ဒီအရာလေးကိုကျွန်တော်တို့ပြန်လည်ပြီးတော့ခွန်အားယူပြီးတော့ဖတ်ပြခြင်းနဲ့ဆိုတော့ရေစီလ22 30နဲ့31မှာဘာပြောလဲဆိုတော့ကျွန်တော်တို့ကိုနှုတ်ကပတ်တော်ကထိုပြည်ကိုငါမဖြတ်စည်းစေခြင်းကကာကွယ်သောသူမြို့ရိုးပေါ်မှာရက်၍စီတာသောသူတယောက်ကိုမှငါရှာ၍မတွေ့ထို့ကြောင့်ငါအမျက်ကိုငါသွန်းလောင်းလျက်ငါဒေါသမီးဖြင့်သူတို့ကိုရှို့၍သူတို့အပြစ်ကိုသူတို့ခေါင်းပေါ်သို့ရောက်စေမည်ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏ဆိုတာကကာကွယ်တဲ့လူနဲ့စီတာတဲ့လူဆိုတာလူတယ်ဆိုတော့ကျွန်တော်တို့အားလုံးဒီကိုစားပြုရမယ့်လူတွေဖြစ်ပါတယ်ခါသီးတဲ့အမြင့်တွင်နေတဲ့အရာတွေကိုကျွန်တော်တို့ကနှုတ်ကပတ်တော်ခွန်အားနဲ့နှုတ်ပြရမှာဖြစ်တယ်ဒါကကျွန်တော်တို့ကဘာဖြစ်လဲကာကွယ်တဲ့လူကတော့ဘုရားသခင်ကျွန်တော်ကာကွယ်မယ်ကျွန်တော်တို့စီးတားရမယ်နှုတ်ကပတ်တော်အဖြစ်စီးတားမှာဖြစ်တယ်ဒါအင်မတန်မှအရေးကြီးတယ်မနှုတ်ဘူးဆိုရင်အငယ်ဆုံး30မှာဘာဖြစ်လဲငါအမျက်ဒေါသကိုငါသွန်းလောင်းလက်ငါဒေါသမီးဖြင့်သူတို့ကိုရှို့၍သူတို့အပြစ်ကိုသူတို့ခေါင်းပေါ်သို့ရောက်စေမည်ဟုအရှင်ထာဝရဘုရားမိန့်တော်မူ၏ဆိုတော့ဒီအရာကိုသိရသားနဲ့ကျွန်တော်တို့ကမပြောဘူးဆိုရင်ကျွန်တော်တို့ရဲ့ဘုရားသခင်ကကျွန်တော်တို့ရဲ့အပေါ်မှာဒေါသအမျက်မီးကိုရောက်စေလိမ့်မယ်ဒါကြောင့်မလို့66ခုမြောက်သောစာလံအပိုင်းငယ်73မှာမီးရှို့ရသောရစ်ပါလျက်အိမ်တော်သို့ကျွန်တော်တို့သွားပါမည်ဆိုတော့ဒီကျမ်းစာကကျွန်တော်တို့ဖျားရှိခိုးပြီးဖျားထင်ခံတို့တွင်ချင်းကပ်တဲ့အခါမှာကျွန်တော်တို့ရဲ့မာနတွေအတ္တတွေထောင်လွှားခြင်းတွေမကောင်းတဲ့အရာတွေကိုကျွန်တော်တို့မီးရှို့လိုက်ရမှာဖြစ်တယ်ဒါဆိုရင်အတ္တတာကထူးခြားလာလိမ့်မယ်ဖျားကငါသည်လောင်တော်မူဖြစ်တယ်လို့ပြောပါတယ်ကျွန်တော်တို့စီမှာလောင်เสียရှိတာတွေကိုနှုတ်ကပတ်တော်အပြင်ကျွမ်းလောင်သွားပါစေဒီရကအင်မတန်မှဒါကြောင့်မလို့ကျွန်တော်တို့နှုတ်ကပတ်တော်နဲ့ဘာဖြစ်လဲစီးတားရမယ်ဒီဇာတိအရာတွေကိုဒါကြောင့်ကောင်းကြီးမင်္ဂလာအစစ်တွေကျွန်တော်တို့လိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့စီးတားမယ်ဆိုရင်လောင်ကျွမ်းသွားပြီးနှုတ်ကပတ်တော်အဖြစ်ဆိုရင်ကောင်းကြီးမင်္ဂလာဖြစ်လာမှာဖြစ်တယ်ဘုရားကစေကုသပေးနေတယ်စေကုသမှုမခံယူဘူးဆိုရင်တော့မလွယ်ဘူးเนาะဒါကြောင့်လို့ယေရမိအခန်းကြီး33အငယ်9ကနေ6မှာကတော့ကျွန်တော်တို့ကိုဘာပြောလဲဆိုတော့ခါလဒဲလူတို့သည်စစ်တိုက်ခြင်းကလာကြ၏ငါသည်ပြင်းစွာအမျက်ထွက်၍ကွပ်မျက်သောသူတို့၏အလောင်းများနှင့်ထိုအိမ်များကိုပြည့်စေခြင်းကလာကြ၏ထိုသူတို့၏အပြစ်ဒုစရိုက်များကြောင့်ဤမြို့မှငါသည်မျက်နှာလွှဲပြီတို့ရတွင်ငါသည်ဤမြို့၏အနာကိုဆေးအုံ၍ပျောက်စေမည်မြို့သားတို့သည်ကြမ်းမာမိအကြောင်းမြဲသောစည်းစိမ်ချမ်းသာနှင့်ပြည့်စုံမိအကြောင်းကိုငါပြမည်ဆိုတော့နှုတ်ကပတ်တော်ကဘာပြောလဲဆိုဤမြို့မှငါမျက်နှာလွှဲပြီဖျားမျက်နှာလွှဲရင်တော့ဘာမှလုပ်လို့မရတော့ဘူးเนาะဘာဆက်ပြောလဲတို့ရတွင်ငါသည်ဤမြို့၏အနာကိုဆေးအုံ၍ပျောက်စေမည်တနာတဲ့အတွက်ဘုရားသခင်ဆေးတော်ကုပေးမယ်ကျမ်းမာပြီးမြဲသောစည်းစိမ်နဲ့ပြည့်စုံဖို့
ဆေးကုသဖို့လိုပါတယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့နှုတ်ကပတ်တော်အဖြစ်ဆေးကုရတာဖြစ်တယ်ဒါကြောင့်ကဲတင်ချင်းရရင်ကျွန်တော်တို့ဘယ်လိုပြောမလဲဆိုတော့ကိုယ့်အပြစ်ကိုမြင်အောင်ပြောရမှာဖြစ်တယ်မြင်အောင်ဟောမှာဖြစ်တယ်အဲ့ဒါမှကျွန်တော်တို့နောင်တရမှာကဲတင်ချင်းဖြစ်မှာဖြစ်တယ်ကဲတင်ချင်းရမှာဖြစ်လေဆိုတော့ကဲတင်ချင်းရမှာစစ်မှန်တဲ့နှုတ်ကပတ်တော်ကိုပြောနိုင်မှာဖြစ်တယ်ဆိုတော့ပြောနိုင်မှာဘာဖြစ်မလဲကြားမှာနာမှာဒါကြောင့်လို့ကြားနာတယ်လို့ပြောတာဆိုတော့နာမှာဘာဖြစ်လဲမှတ်မှာဘာဖြစ်လဲယုံတဲ့ခါမှာတော့ဒါနောက်ဆုံးအဆင့်ဘုရားဘုန်းတော်ထင်ရှားပြီဆိုတဲ့အရာဒါကြောင့်ဒီနေ့ပြန်နေပြီးတော့ခွန်အားပေးခြင်းနဲ့အကြောင်းအရာကတော့အနေငယ်လေးပါကျွန်တော်တို့ရောက်စီတိုင်းမှာကျွန်တော်တို့ခါတဲ့အမြင့်တွေကိုနှုတ်ပါပြီးတော့နှုတ်ကပတ်တော်အဖြစ်ကောင်းကြီးမင်္ဂလာစစ်ကိုရယူပါလို့ပြန်နေပြီးတော့တိုက်တွန်းခွန်အားပေးတယ်ရောက်စီတိုင်းကိုဘုရားသခင်ကောင်းကြီးပေးပါစေ